ကျွန်တော်ရှင်းလင်းရတော့ကျွန်တော်မန္တလေးမြို့စီမံတာရေးအဖွဲ့နဲ့ကျွန်တော်မိသားစုဌာနအနေနဲ့တော့ရန်ကုန်တိုင်းဒေသကြီးကလာတဲ့ကျွန်တော်အဖွဲ့ဝင်တွေပြည်အောင်တိုင်းဒေသကြီးကလာတဲ့တပ်ဖွဲ့တွေကကျွန်တော်ဗိုလ်ကြီးတဲ့တလည်းကြောင်းတပ်ဖွဲ့တွေအားလုံးစုပေါင်းပြီးတော့မှဒီရှင်းလင်းရေးလုပ်ငန်းတွေကိုဆောင်ရွက်ပြီးတော့မှတပ်ဖွဲ့တွေကိုအလုံးသိရှိအောင်ဆောင်ရွက်ဖြစ်ပါတယ်ဒီရရရနဲ့တောင်းဆက်ဆောင်ရွက်တဲ့အခါမှာလည်းလူပါတော့ကျွန်တော်ဆိုတပတ်ကျော်တာဆုံးဖြစ်ပါတယ်တပ်ဖွဲ့တွေကတော့ကျွန်တော်ဒီလောက်သိရှိလို့ပါတယ်မင်းကတော့ကျွန်တော်အမျိုးသားတုံးနဲ့ဘုဒ္ဓမီတို့ပြည်ပြီးတော့ဒီနေ့ကတော့ဒေသနာဦးဆက်ပြီးပြည်တဲ့ကြောင့်တပ်ဖွဲ့တွေကျွန်တော်ရှိသေးတယ်လို့လည်းပြောပါတယ်ဒီလမ်း30ကဒီအဓိကထားပြီးတော့သွားလာလှုပ်ရှားနေတဲ့ပြည်သူလူထုအတွက်လမ်းပွင့်မှုအရေးနဲ့ကျွန်တော်ဓာတ်ပေါ်ဒီအများဆုံးရှာဖို့တွေ့ရှိလို့အတွက်အစားနေရဖြစ်တဲ့ကြောင့်ကျွန်တော်ဓာတ်ပေါ်ဒီတွေ့တဲ့အခါမှာကျွန်တော်တာမင်းအထူးကောင်လာလို့ဖြစ်တဲ့အန်ရယ်ဖြစ်အောင်ကျွန်တော်အစားရတာဖြစ်ပါတယ်အထူးတည်းကတော့ကျွန်တော်ဓာတ်ပေါ်ဒီဆိုရင်ကျွန်တော်ဒီလမ်းစာတာကကျွန်တော်ဒီဘယ်လိုကြောင့်ဆုံးရှုံးသွားတဲ့လူပိတ်တွေရဲ့အခမ်းအနားတွေအနေအထားတွေကိုကျွန်တော်တို့မပြည့်စည်ရတဲ့ရရှိဖော်ထုတ်နိုင်အောင်လို့ကြိုးပမ်းဆောင်ပါတယ်ဒါတော့ကျွန်တော်တို့အခက်အခဲပါ